လိုက်ခဲ့ဟဲ့ဟဲ့တလားသူတို့ကိစ္စကြီးပဲနောက်တစ်ပတ်ကျရင်လည်းဟိုကောင်းကြီးမင်္ဂလာတော့သွားအောင်မယ်ဟာဝစ်လို့ဝဲရမှန်းကိုမသိဘူးဒိုင်မို့တက်ရှာကြည့်ကြည့်ပါဦးမလေး ပြောင်းတိုင်းဒီတိုင်းမ ဟာဘာတော့ဟာဒိုင်မို့မလဲရှာတော့စုံနေတာပဲရေးတယ်ဘာလားပြောတော့မှမသိဘူးအော်နောက်တစ်ခုကအလူသွားဖို့လည်းရှိသေးတယ်ပဲခက်နေမှာပဲဟေး ကိုကြီးဒီတိုင်းဝင်ရှိလေ ဟာဘာတော့ဟာဒါပဲနောက်တယောက်ကလည်း DG တိုင်းမို့ဟိုတယောက်ကလည်း DG တိုင်းမို့ဟာလည်း DG တိုင်းမို့တေချာလည်းပြောသွားကြတာမဟုတ်ဘူးโอ้တကြံရဲ့ရှိသေးတာပဲတကြံကျရင်ကောင်းမလေးနဲ့လဲရမှာအဲ့ကြရင်ဓာရီနဲ့ဘောနေမှာဖြစ်မှာအဲ့အတွက်ရှားရမယ်တိုက်ဟေး ဒီတိုင်းမလေးကွာ ဟာလာကြပြီနောက်တယောက်ဘာတော့ဟာအကြီးကိစ္စရှိတယ်ဒီလ anniversary ရှိတာပဲကောင်းမလေးကိုတခါမှလည်းလက်ဆောင်ဝဲမပေးဘူးဒီတခါတော့ဖြစ်ဖြစ်မြောက်လေးတခုတော့ဝဲပေးဦးမှာပါရှာလိုက်ဦးမယ် အိုင် ငါလေး ဒီတိုင်းမ အေးဘာတော့ဟာလုံးပြန်ပြီဟာမင်္ဂလာဆောင်တွေရောအလူတွေရောအနာဘာစီတီရောတကြံတွေရောစွတ်ချက်ကိုခတ်နေတာပဲအဲ့မှာတနေရာထဲမှာဘလို့သွားရှာလို့ရမှာဒီမှာလဲသုံးနေပြီ ဒီတိုင်းမ ပြေးပါပြီဟာ တယောက်ပြီးတယောက်တတီကြီးတဲ့ဒီကြီးနေတာအဲ့ဒီကြီးဆိုတာဘာလဲဆိုတာပြောပြကြအောင်ဟာ အေးမင်းတို့ချင်းဖြစ်နေတာရအားလုံးဒီတိုင်းမှာအကုန်ရစေရမယ်ဒါလိုက်ခဲ့ ဟဲ့ဟဲ့ ဒီကြီးမှာဆိုလို့ရှိရင်အလူမင်္ဂလာဆောင်ပွဲတက်အမျိုးမျိုးနဲ့လာမယ့်တကြမ်းတဲ့တကူမှာခေါ်ချင်မိုက်ချင်တဲ့သူတွေအတွက်ရင်ကိုချစ်သူလေးကို anniversary နေ့တွေမှာဘာလက်ဆောင်ပေးရမလဲဆိုပြီးတော့ခေါင်းကိုက်နေတဲ့သူတွေအတွက်ခေါင်းကိုက်ရစီအောင်လို့ဒီကြီးမှာဒီလိုမျိုးလက်ဝဲရနာမျိုးစုံရှိပါတယ်ရှင်ဒီကြီးမှာကကိုပိုင်ပရင်လည်းရှိရဖြစ်လို့ customize order များလည်းရတဲ့အပြင်ကြောက်ပေး order များလည်းရပါတယ်နော်ဒီကြီးမှာဆိုရင်ရွှေဖြူ night to fat များကိုပစ္စည်းက quality ကောင်းနဲ့အသုံးပြုဖန်တီးပေးထားတာဖြစ်လို့နီမြန်းချင်းရရန်ချင်းလုံးဝဖြစ်ဖြစ်နဲ့ကိုဝင်ဆောင်မိခင်တွေကအစာဝတ်ဆင်လို့ရတာမို့လို့အရေးသွင်းပြပြီးမှတော့စိတ်ပူကြမလို့ပါဘူးเนาะတသက်တာပြန်အောင်ပြန်လဲရပြီးတော့အမခံပေါင်ချာနေပါလုပ်ပေးတာမို့ customer များအနေနဲ့လုံးဝစိတ်တိုင်းကြစေရပါမယ်ရှင်ဒီဆိုင်လေးကတော့နေ့စဉ်ပိတ်ရမရှိမနက်9:00 နာရီနဲ့ညနေ9:00 နာရီထိဖွင့်ပါတယ်ရှင်ရွေးချယ်မှုတိုင်းအတွက်စိတ်တိုင်းကြတာဒီတိုင်းမောမှာ